Yo, Stone X မှာကျေးဇူးပါတယ်ဒီနေ့ဗီဒီယိုမှာတော့စောက်ရမ်းကိုကြမ်းတမ်းပြီး brutal ဖြစ်လွန်းတဲ့ absolute Batman story ကိုတင်ဆက်ပေးလိုက်ပါတယ် This guy is so fucking awesome he is huge like ပထမဆုံးမြင်ရတဲ့ cover မှာတင်ဒီကောင်ရဲ့ပုံစံကအကောင်ကြီးအကြီးကြီးပခုံးမှာစူးကျွန်းကြီးတွေလည်းပါသေးတယ်ရင်ဘတ်မှာဆိုရင်လည်းလူတွေမြင်တာနဲ့ကိုတန်းပြီးတော့ကြောက်ရလောက်အောင် bat symbol အကြီးကြီးအပြင်ဒီကောင်ရဲ့ cape ဒီကောင်ရဲ့အတောင်ပံကလည်းပုံမှန်မြင်ရနေကြလိုမျိုးအဝတ်စားမဟုတ်ပဲနဲ့ထိတ်မှာကြာဖို့တွေစူးကျွန်းတွေကိုအသုံးပြုထားပြီးတော့လူတွေကို scorpion လို့လန့်ပြီးတော့စိုက်နိုင်တာလေကင်ပေါက်တာတွေကိုပါလုံနိုင်ပါတယ်ဒီကောင်ရဲ့ဂျိုနှစ်ဖက်ကိုလည်းဓာတ်နှချောင်းလို့အသုံးပြုနိုင်တဲ့အထိဒီကောင်ရဲ့တကူလုံးကိုလက်နက်တစ်ခုလို့ဖန်တီးထားတဲ့ Batman လည်းဖြစ်ပါတယ်ဒါပြင်ဒီကောင်ရဲ့ Millionaire Playboy ဆိုတဲ့ origin ကိုပါအပီးပြောင်းလဲပြစ်ထားပြီးတော့ Bruce Wayne ကို construction site မှာဂရေစော်နေတဲ့အလုပ်သမားတစ်ယောက်အနေနဲ့မြင်ရမှာဆိုတော့အားလုံးလည်းစိတ်ဝင်စားကြရဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပေးကြပါဦး and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုဖတ်လန်းနေပြီးတော့ support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုလေးတက်လာပြီဆိုရင် US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုဆုံးအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am vengeance. I am the night. I am Batman. Okay ဒီ comic ကိုလူတစ်ယောက်က motorcycle စီးရင်နဲ့သူ့ရဲ့မြို့တွေကိုပြန်လာတဲ့ပုံစံနဲ့စထားပါတယ် Hello again Gotham မရောက်တာတော့ကြားခဲ့ပြီဒီရက်တွေငါမရှိတော့မှမင်းပါတွေပြောင်းလဲသွားခဲ့ပြီလေလာတာတော့အမှန်ပဲတိုက်အရှိကြီးတွေဖြစ်လာတယ်ပို့ပြီးတော့လည်းလင်းလာတယ်ဘတ်တခုခုကတော့ပြောင်းလဲသွားခဲ့ပြီတခုခုလိုအပ်နေတယ် cycle နဲ့ပတ်တာ3ပတ်ရှိပြီအခုထိရှာမတွေ့သေးဘူး Gotham မြို့ရဲ့အသက်ဖြစ်တဲ့ဒူစီအိုင်မှုတွေစေးအောင်တာမဒိန်ကျင်တာလူရက်တာဒါတွေဘာကူမှမတွေ့ရတော့ဘူးမင်းကငါမှတ်တော့မမိနိုင်တော့ဘူးလို့ပြောရင်းနဲ့ဒီကောင်က cycle ကိုဆိုင်ရှိမှထိုးရက်လိုက်ရင်နဲ့အုတ်ထုပ်ကိုချွတ်လိုက်ပါတယ်ဒီကောင်ဒီ Alfred Pennyworth ပဲဒီမျိုးကိုမကောင်းတာတွေလာပြီးလောက်တာလို့ပြောရင်းနဲ့ဖွင့်ချလာပါတယ် So that's fucking awesome guys Batman ရဲ့ coffee ကိုဖြော်ပြီးအဲ့ရကိုပြင်ပြီး Butler တယောက်အနေနဲ့မြင်ရနေကြ Alfred ကိုဒီ comic မှာကြေးစားတယောက်အနေနဲ့မြင်ရမှာဖြစ်ပါတယ် and of course comic history တခြားမှာဆိုရင် Alfred ရဲ့ background ဒီစစ်သားဟောင်းတယောက်ဖြစ်တဲ့ medic တယောက်ကအနားယူလိုက်အပြီးမှာအိမ်တော်ဒိန်းတယောက်ဖြစ်လာတယ်ဆိုပြီးတော့ပုံဖော်ပြထားပေးမယ်ဒီမှာတော့ဒီဘေးကသူ့ရဲ့ scale တွေကိုထိန်းထားပြီးတော့ contract တွေကိုကင်တွယ်သူ mercenary တယောက်ဖြစ်လာခဲ့ပါတယ်ဒီဘေးက Gotham မှာရှိနေတဲ့ safe house ကိုဝင်လာရင်သူ့ရဲ့တနက်ကိုချလိုက်တယ်တစ်ဖက်ရဲ့တစ်ခွက်လောက်ဖြော်ရင်းနဲ့အလုပ်စားပါတော့တယ်သူဒီကိုရောက်လာရခြင်းကကိစ္စတစ်ခုကိုကင်တွယ်ဖို့အတွက်ပါသူဒီစင်ကာပူမှာ9လလောက်လိုက်ခဲ့ရတဲ့ကောင်ကိုမိဂါနီမှာဒီလောက်ကအရေးပေါ်မို့လို့ရွှေ့လာခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒီလောက်တော့အရေးပေါ်နေတဲ့ကိစ္စကဘာဖြစ်မလဲ and ဒီလိုကောင်ကတော့မှ9လလောက်လိုက်ရတယ်ဆိုတာကဘာတူဖြစ်မလဲအဲ့ဒီကောင်ကိုဒီ comic ရဲ့အဆုံးမှာ credit scene အနေနဲ့ပြသွားတာမို့လို့ဘာတူလဲဆိုတာကိုစိတ်ဝင်စားကြရဆိုရင်လည်းစုံအောင်ကြည့်သွားပေးကြပါဦး so Alfred ကိုဒီအလုပ်ပေးတဲ့သူကလက်ရှိမြို့ထဲမှာဖြစ်နေတဲ့အရာတွေကိုရှင်းပြတယ်ဒီကောင်ကညဘက်ဆိုထွက်လာပြီးတော့ဒူးစီရိုက်မှုတွေကိုအ ਨੇ ဆုံးအဖြစ်ယော်နေတော့အောင်ထိန်းချုပ်ထားတယ်ဘတ်ဒီကြားတဲ့ကနေမှာ Party Animal ဆိုတဲ့စောင်းရမ်းဆိုးတဲ့ဂိုင်းတစ်ခုကထားကြွလာတယ်ဒီကောင်တွေကလှုပ်ချင်တာလှုပ်တယ်ပြစ်ချင်တာပြစ်တယ်တတ်ချင်တာတတ်တယ်ပြီးရင် DJ ဖွင့်ပြီးတော့ကကြတဲ့စောက်ယူတဲ့တိုက်ဖြစ်ပါတယ် and အခုလဲ Gotham မြို့ကိုဒီဂိုင်းကိုကင်တွယ်ဖို့အတွက် Alfred ကရောက်လာခဲ့ခြင်းဖြစ်ပါတယ်တစ်ဖက်မှာ Crocs Gym ဆိုတဲ့ gym တစ်ခုမှာတော့လူတစ်ယောက်ကအပြင်းထန်လေ့ကျင့်နေတယ်ဒီညကြောက်လန့်ခြင်းမရှိရဘူးရှယ်ကျန်းရမယ်လို့ရေရွရင်နဲ့တဲအိတ်ကိုအချိန်ချင်းကန်ထိုးနေပါတယ် and သူ့ရဲ့နောက်ကနေပြီးတော့ဒိုးလိုက်တော့ငါရဲ့အလဲရောက်ပြီဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ဒီတော့မှဒီကောင်လေးကဒီညစောနဲ့ဒိတ်ရှိတဲ့အတွက်လေ့ကျင့်နေတာဖြစ်ပြီးတော့ Bruce Wayne အစ်စ်ကရောက်လာပြီးတော့အကောင်ကြီးအကြီးကြီးနဲ့လူတွေလန့်ရလောက်တဲ့အထိတဲအိတ်ကိုအချိန်ချင်းထိုးပြပါတော့တယ် and ထိုးရင်းနဲ့သူ့ရဲ့အတိတ်ကအကြောင်းအရာတွေကလည်းခေါင်းနဲ့ပြန်ပြီးတော့ဝင်လာတယ် Bruce ဆိုပြီးလန့်ခေါ်ရတဲ့အထိကလေးငယ်တစ်ယောက်ကတရိတ်ဆန်ရုံအဝါမှာရှိနေတဲ့လင်းတို့တွေအကြောင်းကိုတဘောတကြားကြည့်နေပါတယ်သူ့ကိုလမ်းပြီးတော့ခေါ်လိုက်တာကတော့သူ့ရဲ့အတန်းပိုင်ကျောင်းဆရာမူဂျိုကလေးတွေကိုတရိတ်ဆန်ရုံခေါ်လာတဲ့သူ့ရဲ့အဖေ Thomas Wayne ဖြစ်နေပါတယ် Thomas ကကလေးတွေကိုချင်းနေကြီးတစ်ကောင်ကိုလိုက်ပြီးတော့ပြတယ်ဒီညသူ့ရဲ့အမေနဲ့အတူမိသားစုလိုက်ရုပ်ရှင်တွားကြည့်ကြမယ်ဆိုပြီးတော့ Bruce ကိုပြောလာပါတယ် But Bruce ကဒီလိုရုပ်ရှင်တွေလိုက်ပြီးတော့ကြည့်ရတာပြင်းဖို့ကောင်းတယ်ဆိုပြီးပြောနေချိန်မှာပဲ Bang တရိတ်ဆန်ရုံထဲမှာတနက်တန်တစ်ချက်ကိုကြားလိုက်ရပါတယ်လက်ရှိအချိန်မှာလည်း Bruce ကတဲအိတ်ကိုကွဲထွက်သွားတဲ့အထိထိုးပြလိုက်ပါတယ် That's so fucking cool guys ဒီ universe မှာဆိုရင် Batman ဒီလင်းတို့တွေကိုကြောက်ရွံ့တဲ့သူမဟုတ်ဘဲနဲ့သဘောကျနှစ်သက်သူဖြစ်ပြီးတော့သူ့ရဲ့အဖေ Thomas Wayne ကလည်း millionaire တယောက်မဟုတ်ဘဲနဲ့တာမန်မူလာတန်းပြကျောင်းဆရာတယောက်တက်ပဲဖြစ်ပါတယ်ဒါတွေအပြင်ပုံမှန် villain တယောက်အနေနဲ့မြင်ရမယ့် Killer Croc ကလည်းဒီမှာဆိုရင် reptile တဝါတွေကိုကြိုက်နေတတ်တဲ့ Bruce ရဲ့ border အရင်ကြီးတယောက်အနေနဲ့မြင်ရမှာဖြစ်ပါတယ်သူက Bruce ကိုလက်ရှိ Gotham မြို့ကြီးအကြောင်းကိုပြောပြနေတယ်ပြီးတော့ poker လို့ခေါ်တဲ့သူတို့ရဲ့တငယ်ချင်းအဖွဲ့စုံနေကြနေရာကိုညဘက်တွေဘာလို့မလာတော့တာလဲဆိုပြီးတော့မေးပါတယ်သူတို့ရဲ့အဖွဲ့ကအခုန Thomas Wayne အတန်းမာတွေကအတူတူကြီးပြင်းလာခဲ့ကြတဲ့ border တွေဖြစ်ပြီးတော့အဖွဲ့ထဲမှာဆိုရင် Two Face ဖြစ်လာမယ့် Harvey Dent Riddler ဖြစ်လာမယ့် Edward Nygma Penguin ဖြစ်လာမယ့် Oswald Cobblepot Catwoman ဖြစ်လာမယ့် Selina Kyle အပြင်အခု Killer Croc ဖြစ်လာမယ့် Wayland တို့ပါဝင်ကြပါတယ်ကျန်တဲ့တငယ်ချင်းတွေကစုံပြကြပေမဲ့ Bruce ကတော့အခုစကားပြောနေရင်တော့မှအလောတကြီးတနေရာကိုထားထွက်သွားရပါတယ်
တစ်ဖက်မှာတော့ဒီ party animal ဆိုတဲ့ကောင်တွေကစောက်ချင်မဟုတ်ဘူးစိန်ခံတင်မောယာကကြီးတစ်ခုပေါ်မှာပါတီပေးနေပါတယ်ဒီပါတီကို Gotham မြို့ကအကြီးဆုံး gang နှစ်ခုရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Maroni နဲ့ Falcone တို့ကိုလည်းဖိတ်ခေါ်ထားပါတယ် of course ဒူစီအိုင်မှုတွေနဲ့စီးပွားလုပ်နေတဲ့ mob boss တွေကဒီစောက်ကလေးတွေမျိုးထဲပတ်ပြီးတော့လူတွေရှောက်တက်နေတာအဆင်မပြေကြောင်းကိုလာပြောတာဖြစ်ပါတယ် but ဒီ party animals gang ရဲ့ခေါင်းဆောင်က Roman Sionis ဆိုတဲ့ black mass ဖြစ်ပါတယ်ဒီမှာတော့သူတို့ရဲ့အဖွဲ့ကအမဲအောင်မျက်နှာဖုံးတွေတက်တာမဟုတ်ဘဲနဲ့တရိတ်ဆန်မျက်နှာဖုံးတွေကိုဆွတ်ထားကြပါတယ်ဒါ့အပြင်တရိတ်ဆန်မျက်နှာဖုံးတွေပဲမဟုတ်လူသားမျက်နှာဖုံးတွေလည်းရှိသေးတယ်ငါရဲ့ collection ကိုကြည့်ပေးပါအောင်လို့ပြောရင်းနဲ့သူတို့အရေးခွန်နွားထားခဲ့တဲ့မြလူတွေရဲ့မျက်နှာတွေကိုပြလာပါတယ်ဟိုကောင်တွေကကြည့်ရင်းနဲ့မျက်နှာတွေကတဖြည်းဖြည်းပို့ပြီးတော့ရင်းနှီးလာတယ်တကယ်တော့ဒါကသူတို့တစ်မျိုးလုံးရဲ့မျက်နှာတွေဖြစ်နေပြီးတော့နှစ်နေရာစာလွတ်သေးတယ်လို့ပြောလိုက်အပြီးမှာသူတို့ကဒီ Gotham မျိုးကြီးရဲ့အကြီးဆုံး crime boss နှစ်ယောက်ကိုပါအရေးခွန်နွားပြလိုက်ပါတယ်ဒီကောင်တွေကအခုလိုမျိုးထဲပတ်ပြီးတော့တောင်းကျမ်းနေတာဒီသတင်းတွေမှာလည်းပြန့်နေပြီးတော့လူတိုင်းကလည်းကြောက်နေကြပါပြီနောက်ဆုံးမျိုးမှာရှိတဲ့လူတိုင်းကတခုခုဝိုင်းပြီးတော့ဆွေးနွေးတိုင်ပင်လို့ရအောင်ရဲချုပ် Jim Gordon ကဦးစီးပြီးတော့တစ်မျိုးလုံးကိုဒီညမျိုးတော်ခမ်းမှာလာပြီးစုဝေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ် yes နေဝင်လာတာနဲ့အမျှ Bruce ကလည်းတိုင်းမြင့်တစ်ခုပေါ်ကနေညနေဖုံးကိုဆွတ်လိုက်ရင်အမဲလိုက်ဖို့အတွက်ခုံချပြန်တန်းလာပါပြီခမ်းမထဲမှာလည်းလူတွေကသူတို့ရဲ့အတွေးကိုစီကိုရဲချုပ်စီတင်ပြနေကြပါတယ်လူတယောက်ပြောတာအရဆိုရင်ငါရဲ့ဆိုင်က28လမ်းမှာရှိရဲ့ဒီလမ်းတွေကိုငါလျှောက်လာတာ82နှစ်ရှိပြီ18302ခေါက်အလုတ်သွားအလုတ်ပြန်အတွက်ဒီလမ်းတွေကိုငါလျှောက်ခဲ့တယ်အခုဆိုရင်ငါဒီလမ်းတွေကိုမလျှောက်ရဲတော့ဘူးဟာငါအခုအပြင်းအောင်မထွက်ရဲတော့ဘူးဆိုပြီးတော့ပြောရတဲ့အထိ party animals တွေက Gotham မျိုးကြီးကိုဒုက္ခပေးနေတာကိုမြင်ရမှာပါ but no ဒီကောင်တွေကဒီလောက်နဲ့မကျေနပ်သေးဘူးအခုမျိုးတော်ခမ်းမကိုဝင်ရှင်းဖို့အထိပါအစာအူးကြီးကိုတနက်တွေနဲ့ဝိုင်းထားလိုက်ကြပါပြီဒါကိုလိုအပ်လာရင်တားဖို့အတွက်လည်း Alfred က sniper တလက်နဲ့အဝေးကနေစောင့်ကြည့်နေပါတယ်ဟိုကောင်တွေကအချိန်မဆွဲဘူးခမ်းမထဲမှာ Selina Kyle ကစကားပြောနေတာတော့မပြီးခင် flashbang ဘုံတစ်ခုကဝင်လာပြီးတော့ပောက်ကွဲသွားပါတယ် and die ဆိုပြီးတော့ဒီကောင်တွေက share ပစ်ပါတော့တယ်ပြစ်ချက်တစ်ခုကြောင့် Jim Gordon ကတောင်ဒဏ်ရာရသွားတယ်ဘေးမှာသူ့ရဲ့သမီး Barbara ကလည်းရဲမေတယောက်အနေနဲ့ရှိနေပါတယ် but ဟိုကောင်တွေကဘာမှကိုဆက်မလုပ်နိုင်ခင်မှာတစုံတစ်ခုကဆွဲခေါ်သွားတာကိုခံလိုက်ရပါတယ် and bang တကားကြီးကလည်းစောင့်ပြီးပိတ်သွားပါတယ်အပြင်ကိုလမ်းကြည့်လိုက်တဲ့အချိန်မှာဒါဇန်လိုက်ချီတဲ့ party animals တွေကလည်းတနက်ကိုစီနဲ့ပြေးလာနေကြပါပြီ Barbara ကပိတ်သွားတဲ့တကားကိုဟာကြည့်ရင်လည်းကူညီဖို့အတွက်ကြိုးစားတယ် but သူမြင်လိုက်ရတာက Batman ပြီးတော့စောက်ထိုးကြီးပါဇက်ကနေလည်းဘာအတန်တွေကိုပဲကြတကားကိုလုံးဝမဖွင့်နဲ့လို့ပြောပြီးတော့တကားကိုပိတ်ပစ်လိုက်ပါတယ် This guy is so fucking badass that he gave an order to a cop literally ဒီကောင်ကရဲတယောက်ကိုငါအပြင်မှာဒီကောင်တွေကိုတေလောက်အောင်နှိပ်စက်နေမယ်ဝင်မပါနဲ့ဆိုပြီးတော့အမိတ်ပေးလိုက်ခြင်းဖြစ်ပါတယ် and ဒါတွေကိုစောင့်ကြည့်နေတဲ့ Alfred ကလည်းသူ့ရဲ့ contractor စီကိုသတင်းလမ်းပို့လိုက်ပါတယ်နောက်ထပ် player ကဂိမ်းထဲရောက်နေပြီမြေပြင်ပေါ်က party animals တွေကခေါင်းမိုးပေါ်မှာတွဲလောင်းကြီးကြနေတဲ့ကြောက်စရာအရာကြီးကိုတနက်တွေနဲ့ဝိုင်းပစ်ကြတယ်။but ဒီကောင်ရဲ့တစ်ခုလုံးက bullet proof ကြီးဖြစ်နေတယ်။ and အငွေပုံးတစ်ခုကိုအတောင်ပန်ကြားကနေပစ်ချလိုက်ရင်လည်းဒီကြောက်စရာအရာကြီးကခုန်ချလာပါတယ်။ပြီးတော့အတောင်ပန်ကကြာဖို့တစ်ခုနဲ့တကောင်ရဲ့ level ကိုလမ်းပတ်လိုက်ရင်အနီးနားမှာရှိနေတဲ့ပဒင်းပေါက်တစ်ခုစီကိုပစ်ထည့်လိုက်ပါတယ်။တကောင်ကိုဓာတ်တိုင်နဲ့ပိတ်ဆောင်ပစ်လိုက်တယ်။အနီးနားမှာရှိနေတဲ့ကောင်တွေကိုအလွယ်တကူရှင်းပစ်လိုက်ပါတယ်။ဒါတွေကိုလမ်းပြီးတော့ကြည့်နေတဲ့ Alfred ကတော့အခုလိုဒီကောင်ကိုချီးကျူးရင်းနဲ့ပုံဖော်ပြလာပါတယ်။ဒီကောင်ကဘယ်သူဖြစ်ဖြစ်တော်တော်ကိုကျွမ်းကျင်တဲ့သူပဲ။ညံ့နဲ့တီးငိမ့်နဲ့above all အာယုံစူးစိုက်ထားတယ်မင်းဒီလိုချကျင်နေတာကြားပြီမလား of course မင်းကောင်းကောင်းလဲ trainer တယ်မျိုးစုံ martial arts တွေမွေထိုင်း Brazilian jiu-jitsu ဒါတွေအားလုံးကိုပိုင်ဖန်တီးမှုနဲ့ရောပြီးတော့ချနေတာ brutal ကြမ်းတမ်းလွန်းတယ် and yet တိကျလွန်းတယ်ခြေထောက်တစ်ချက်နင်းလိုက်တိုင်းဒူးတစ်ချက်နင်းလိုက်တိုင်းမှာအယိုးကျိုးတန်တွေထွက်နေရမယ်ပြီးတော့ဒီကောင်ကစိတ်ပါလက်ပါနဲ့ကိုလုံနေတာဂျိုထဲမှာလဲဓာတ်တွေကိုဖွက်ထားတယ်ဒီဓာတ်တွေနဲ့ရန်သူတွေရဲ့အဓိကအကျော်တွေကိုတဲတဲလေးရှောင်ပြီးတော့ကိုထိုးတွင်းနေတာအဆုံးမှဆိုရင်လေကားတစ်ခုလုံးကလဲကျနေတဲ့ body တွေနဲ့ပြည့်သွားတယ် but တေဆုံးတဲ့သူတယောက်မှမရှိဘူး fucking hell and idealist ဒီကောင်က idealist တယောက်ပဲအတွေးခေါ်တမားပဲလေကားရင်းကိုရောက်တော့ party animals တွေက body အကြီးဆုံးကောင်တစ်ကောင်ကထွက်လာတယ်သူ့ဘာသာ the hand ဆိုတဲ့အဓိကလက်ယုံဆိုပြီးတော့မိတ်ဆက်ပေးတယ်ပြီးတော့သူ့ရဲ့ဓမ္မအကြီးကြီးကိုထုတ်ပြပြီး Batman ကိုဒိုးလိုက်တော့ဆိုပြီးချိန်ချောက်လာပါတယ် so Batman ကဘာလုပ်လဲသူ့ရဲ့ bat symbol နဲ့အတူတူပဲဖြစ်တဲ့ Battle X အကြီးကြီးကိုပြန်ပြီးတော့ထုတ်ပြတယ် the hand ဆိုတဲ့ကောင်ပြေးတက်လာတဲ့အချိန်မှာဒီကောင်ရဲ့လက်ကိုဖြတ်ပေးလိုက်ပါတယ် yes ဒါကိုခဏပြောနေပြီပဲ this guy is so fucking awesome ပါ and အကြီးဆုံးကိုရှင်းပြီးပြီဆိုတော့ကြံတဲ့ party animal ဆိုတဲ့ကောင်တွေကိုဒိုးလိုက်တော့ဆိုပြီးတော့ခန္ဓာကိုယ်ကအဆူးတွေပါထွက်လာပြီးတော့အော်ပြောပြစ်လိုက်ပါတယ်ဟိုကောင်တွေကတနက်ကိုစီရှိကြပေမဲ့ဒီကောင်ကိုမြင်တာနဲ့ကြောက်လန့်တကြားအော်ပြီးတော့ထွက်ပြေးသွားကြပါတယ် but ပြေးသွားတဲ့ကောင်တွေမသိနိုင်ပေမဲ့ only Alfred ပဲသိတာကတော့ Batman ဒီကောင်တွေကိုလွတ်ပေးမှာမဟုတ်ဘူးဆိုတာပါပဲ Batman ကဒီကောင်တွေပြင်းတနေရာအရောက်မှာလက်ကခလုတ်တစ်ခုကိုနှိပ်လိုက်တယ်ပြေးနေတဲ့ကောင်တွေအကုန်လုံးကပောက်ကွဲမှုတစ်ခုကြောင့်လွင့်ထွက်မေမျောကုန်ကြပါတယ် and ဒါက Alfred အတွက်အခွင့်အရေးပဲ Batman ကဒီကောင်တွေဘယ်သူဆိုတာကို
စစ်ဆေးနေတဲ့အချိန်မှာ Alfred ကအနောက်ကရောက်လာပြီးတနက်နဲ့ချိန်ထားလိုက်တယ်ဒါက DC-34 shotgun ပဲတကဘာလုံးမှာ3လက်ပဲရှိတယ်မင်းမျက်တောင်တော့မခတ်နိုင်ရင်မှာမင်းရဲ့အုံနောက်တွေကြေမွတောင်ပစ်လိုက်လို့ရတယ်ဆိုပြီးတော့ချိန်ချောက်လာပါတယ်ဆိုတော့ Batman ကနောက်ပြန်ကစ်တစ်ချက်ပဲဖြတ်ကန်လိုက်တယ်ဒီတနက်ကိုယူပြီးတော့လက်ခနဲ့ထွက်ပြေးသွားပါတယ် That is Batman ရဲ့ signature တွေကတခုပါသူကရန်သူတွေရဲ့လက်နက်ကိုခိုးတယ်စေးအမဲမှုတ်ပြီးတော့အဲ့ဒီရန်သူတွေထက်တောင်ပို့ပြီးတော့ကျွမ်းကျွမ်းကျင်ကျင်သုံးပြလေးရှိပါတယ်နောက်တနေ့မှာတော့လူတိုင်းကဒီအကြောင်းကိုပြောနေကြတယ် Batman ဆိုတာကပြူတယ် only Alfred ကလွယ်ပြီးတော့တာမန်သူတွေမသိနိုင်ပါဘူးသူကတာမန်ဘာကောင်မှမဟုတ်တဲ့ crime alley ထဲမှာကြီးပြင်းလာတဲ့24နှစ်အရွယ် Bruce Wayne ဆိုတဲ့ကောင်လေးတယောက်တက်ပဲ Bruce ကငယ်စဉ်တည်းက genius level အထိညံကောင်းတဲ့ကလေးတယောက်ပဲ9တန်းအရွယ်မှာတင်ဒီကလေးကသူဆွဲလန်းနေတဲ့လင်းတို့တွေကိုအထူးပြုပြီးတော့ Batwing အသေးလေးကိုတီထွင်ခဲ့ဘူးတဲ့ဘတ်အရာအလုံးကိုစတင်ခဲ့တာကတော့ကျောင်းစရာတယောက်ကကလေးတွေကိုတရိတ်ဆန်ရုံခေါ်သွားတဲ့နေမှာပါပဲတွေ့ကြရရှောက်ပြစ်နေတဲ့ပြစ်ခတ်မှုတစ်ခုကြောင့်တရိတ်ဆန်ရုံထဲမှာလူအများတေဆုံးခဲ့ကြရတယ်အဲ့ဒီထဲမှာကလေးတွေကိုဖွက်ထားပြီးနဲ့တေဆုံးသွားခဲ့တဲ့ Thomas Wayne ဆိုတဲ့ကျောင်းစရာလည်းအပါအဝင်ဖြစ်ပါတယ် Thomas ကသူ့ရဲ့သားလေးကိုဖွက်ပေးပြီးနောက်ဆုံးပြောသွားခဲ့တဲ့စကားက Bruce ဘာတန်တွေကိုပဲကြဒီတကားကိုလုံးဝမဖွင့်နဲ့ဆိုတာပဲဖြစ်ပါတယ်ဒါကိုအခုသူကရန်သူတွေကိုတိုက်ခိုက်တဲ့အချိန်မှာအသုံးပြုနေပါတယ် Bruce ကအချိန်ခဏလောက်တော့စိတ်လေပြီးတော့ရှောက်လုံးနေမိသေးတယ် but အချိန်တစ်ခုအကြာမှာတော့ပြန်ပြီးတော့ရက်တည်လာတယ်ကျောင်းတက်တယ် scholarship ရပြီးတော့အကောင်းဆုံးတက်ကလို့ဆိုတာကိုတက်ခဲ့တယ် apply mechanics တွေ chemistry တွေ criminal psychology တွေစစ်တပ် theory တွေကမ္ဘာလုံးဆိုင်ရာ history တွေလို့ major တွေအစုံကိုအသင်ပြင်ထားဖို့အတွက်လေ့လာခဲ့တယ် Gotham မြို့ကိုပြန်လာပြီးတော့ရေဌာနမှာသွားပြီးတော့အလုပ်လုပ်တယ်အမိုက်ကျုံနေ Gotham မြို့ကြီးရဲ့ City Hall မှာဝင်ပြီးတော့အလုပ်လုပ်တယ် Gotham မြို့ကိုကြောအစရေအစုံထဲထဲဝင်ဝင်ကိုဟိုးအောက်ခြေတွေမှာကိုယ်တိုင်ဝင်လုပ်ရင်းနဲ့လေ့လာထားပါတယ်အဆုံးမှာတော့ဆောက်လုပ်ရေး engineer အလုပ်ကိုလက်ရှိလုပ်ကိုင်နေပါတယ်အခုနလူဆိုးတွေထွက်ပြေးသွားတဲ့အချိန်ဖောက်လိုက်တဲ့ bomb တွေကိုသူကအခုလက်ရှိအလုပ်ချိန်တွေမှာလိုက်ပြီးတော့ဆင်ထားရမျိုးဖြစ်ပြီးတော့သူဖြတ်စည်းခဲ့တဲ့လေကားတွေကိုလည်းသူကိုယ်တိုင်နေပါမှာပြန်ပြီးတော့စောက်ပေးတဲ့အထိ Gotham မြို့ကြီးကိုအောက်ခြေကနေအကျိုးပြုနေတဲ့ Batman လည်းဖြစ်ပါတယ်ဒီကောင်မှာအားနေချက်အကြီးကြီးတစ်ခုတော့ရှိနေတယ်အဲ့ဒါကသူ့ကိုအိမ်ပြန်လာမှလေကားကနေထိုင်ဆောင်နေတဲ့သူ့ရဲ့အမေ Martha Wayne ပဲဖြစ်ပါတယ် and just like Bruce Wayne လိုပဲ Alfred မှာဆိုရင်လည်းအားနေချက်အကြီးကြီး Julia ဆိုတဲ့သမီးလေးတစ်ယောက်ရှိနေပါတယ်ညရောက်မှာတော့ Batman ကတိတ်နေအထက်အထိကိုမြင်မာတဲ့လူတွေမတုံးတဲ့တိုက်ကြီးတွေအပေါ်ပိုင်းမှာသူ့ရဲ့ base ကိုချထားတာကိုတွေ့ရပါတယ်လူတွေနဲ့ဝေးနေတဲ့နေရာကသူ့ကိုပို့ပြီးတော့အာရုံစိုက်စေနိုင်လို့ဒီလိုနေရာတွေ access ရဖို့အတွက်ဆောက်လုပ်ရေး engineer ဆိုတဲ့အလုပ်ကိုလုပ်နေတာလည်းဖြစ်ပါတယ်ဒါကတိတ်ပြီးတော့ကောင်းတဲ့ရွေးချယ်မှုပဲ Bruce ကိုရှာနိုင်တဲ့တူဒီတော့ Alfred က base ကိုပါရှာတွေ့သွားရင်လည်းအနီးကိုတိုးလာပါတယ် Batman ကတော့တခုမှမပြောပဲ Alfred စီကရခဲ့တဲ့တနက်နဲ့ Alfred ရဲ့မျက်နှာကိုတေ့ချိန်ထားပါတယ် Alfred ကမင်းကလူသက်သမားမဟုတ်တာငါသိရဲ့ငါ့ကိုတနက်ပေးလို့ပြောရင်မဆုံးခင်ပါပဲ Alfred ရဲ့ခေါင်းကိုတည်ပြီးတော့ဖြစ်လိုက်ပါတယ် Alfred ကတေတော့မတေသွားပါဘူးဒါပေမဲ့ပါစက်ကနေရေရွတ်မိရဲ့ဒီကောင်ကငါရဲ့တနက်ကိုယူပြီးတော့ modify လုပ်လိုက်တယ်အပြင်းထန်ဆုံးတနက်ကိုမတေနိုင်အောင်အထိဖြည့်ဆည်းလိုက်တယ်ပြီးတော့တနက်ကိုလိုချင်တာမလားယူထားလိုက်လို့ပြောအပြီးမှာ Alfred ရဲ့ cycle ကိုခိုးရင်းနဲ့တိုက်ပေါ်ရဲ့ပဒင်းပေါက်တစ်ခုကနေဖောက်ထွက်ပြီးတော့ထွက်ပြေးသွားပါတယ်ဒီလိုပေတွေထောင်ထဲချီတဲ့အမြင့်ကနေမင်းဘက်မှာဆင်းမာလဲလို့တော့ Alfred ရဲ့ပါစက်ကနေရေရွတ်လိုက်ပါတယ်အတိတ်ပဲရှိမရှိ Batman ကတော့တိန်နေရဲ့အထက်ကနေ cycle စီးပြီးတော့ဒိုးသွားခဲ့ပါတယ် because he is Batman ပါ comic အဆုံးမှာတော့ credit scene လေးတစ်ခုပါသေးတယ်သူတို့က Alfred 9လလောက်လိုက်ခဲ့ပြီးတော့လွတ်သွားတဲ့ကောင်အကြောင်းကိုပြောနေကြတာပါဒီကောင်ကကမ္ဘာအချမ်းသာဆုံးအယောက်30ထဲမှာပါတယ်သူရဲ့နာမည်က Jack လား Arthur လားဘာနာမည်ဖြစ်မလဲဆိုတာတော့ဘယ်သူမှမသိကြဘူး Batman နောက်နဲ့ဒီကောင်ရဲ့အနာမှာဘယ်တော့မှဟာတာသွားပြီးတော့မပြောနဲ့ဒီဘဲကလုံးဝမရှိဘူးဘာကြောင့်မှဘာအတွက်နဲ့မှဘယ်တော့မှလုံးဝမရှိဘူးဒါကြောင့်လူတွေကသူ့ကို The Joker လို့ခေါ်ကြရလို့ပြောရင်းနဲ့ဒီ comic ကိုအဆုံးသတ်သွားပါတယ်ဒီ Absolute Batman comic ဒီ2024ခုနှစ်မှာအခု ongoing ထွက်နေတဲ့ comic ဖြစ်ပြီးတော့9ပိုက်အထိထွက်လာလောက်ပါတယ် and Marvel က ongoing Ultimate Spider-Man ကိုရှင်းပြပေးနေတယ်လို့ပဲအခု comic ကိုလည်းပြီးဆုံးတဲ့အထိ free တင်ပေးသွားမှာမို့လို့စိတ်ဝင်စားကြရဆိုရင် channel ကို subscribe လေးလုပ်ပြီးတော့ like ပါစီမျှော်ပေးကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ် and as always guys video လေးကိုကြိုက်ကြလို့ channel ကိုတစ်ဖက်တစ်လမ်းနေပြီးတော့ support လုပ်ပေးချင်ကြရဆိုရင်တော့ video လေးတက်လာပြီဆိုရင် USVPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်